လွန်တင့်တဲ့ခန္ဓာကိုယ်ရှိတဲ့မင်းသမီးတင်းတဲ့ကြတာကအတူနေပါရစေဒါကြောင့်ဒီလက်ဆောင်ပစ္စည်းကိုယူပါအဲ့လိုပဲအရေးဆိုလာပြန်တယ်ဒီတော့မင်းသမီးကဘလို့စဉ်းစားလဲဆိုတော့အော်ဒီနတ်ကမနေ့ကငါသူ့ကိုစကားတွေပြောလိုက်လို့ तू ကငါ့ဒီကိုနောက်ထပ်တစ်ခေါက်ပြန်ပြီးတော့ရောက်လာတာဒီနေ့ငါသူ့ကိုစကားလက်ခံထပ်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင် तू ကထက်ကလာနေတော့မှာပဲငါသူ့ကိုယတိပြတ်လုံးဝစိတ်ဝင်စားဖို့ဆိုတာကို तू တည်ချာချာသိတော့ငါလုံးဝခွန့်တုံမပြန်တော့ဘူးဘာမှမပြောတော့ဘူးဘာမှမပြောဒီတိုင်းပဲနေအဲ့လိုဘာမှမပြောဘဲနဲ့စိတ်နေလိုက်တဲ့အခါကျတော့ခဏနေတော့ဘုရားလောင်းကပျောက်သွားတယ်အဲ့လိုနဲ့ဦးဇင်းတို့တတိယမြောက်နေ့ညမနေ့ကလိုချိန်မျိုးလေးပဲဘုရားလောင်းထပ်ပြီးတော့ရောက်လာတယ်လက်ဆောင်ပစ္စည်းလည်းပါလာတယ်ပိုက်လာတယ်ဒါပေမဲ့လက်ဆောင်ပစ္စည်းကပို့ပြီးတော့ထူးခြားကိုယ်လွဲမှုရှိလာတယ်အဲ့ဒါကဘာလဲဆိုတော့ရွှေပဲရုပ်တွေမဟုတ်တော့ဘူးတဲ့ငွေပဲရုပ်ကလေးတွေဖြစ်နေတယ်ထည့်လာတဲ့ခွက်ကလည်းပဲရွှေခွက်လည်းမဟုတ်ဘူးငွေခွက်လည်းမဟုတ်ဘူးဘာလဲဆိုတော့ကြီးခွက်ဖြစ်နေတယ်တန်ဖိုးကျသွားတယ်နော်အဲ့ဒါနဲ့ဒီလက်ဆောင်ပစ္စည်းကိုယူပါတညတာအတူနေပါရစေအဲ့လိုမျိုးပြောတဲ့အခါကျတော့မိဖုရားကသူဘာကိုသတိထားမိသွားလဲဆိုတော့လက်ဆောင်ပစ္စည်းကိုသတိထားမိသွားတယ်အဲ့တော့သူစကားမပြောဘဲမနေနိုင်နော်